အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ညီမကအမားလို့ညီမလို့ကို software လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းလို့ပါရှင်အဲ့ဒီ software လေးကတော့ dot play လို့ခေါ်ပါတယ်ရှင်အဲ့ဒီ dot play ဆိုတဲ့ဟာလေးကအခု line ပေါ်မှာသူများတွေပြောနေလို့ဒီလိုမျိုးပဲပတ်စံနေ commission ကားတွေကိုချီကဘာရောင်းအားမှမထွက်ပဲနဲ့ commission ကားတွေရတာတွေအမြတ်ငွေတွေရတာတွေအခု line ပေါ်မှာအများကြီးပဲတွေ့နေပြီဟလားအဲ့ဒါကြောင့်မို့ညီမကအဲ့ဒီဟာလေးနဲ့လာပြီးမိတ်ဆက်ပေးတာပါချင်းအဲ့ဒီဟာလေးကတော့ dot play လို့ခေါ်တဲ့ဟုတ်စားလေး dot play ဆိုတဲ့ဟာလေးကအဲ့ဒီဟာလေးကိုခေါ်တာပါချင်းဒီဒါလေးပါနော်အဲ့ဒီဟာလေးဖွင့်ကလည်းဘာမှမပေးရဘူးဖွင့်ကလည်း free ပဲအကုန်လုံးကို free ပါပဲချင်းအားကြောင့်မို့အဲ့ဒီဟာလေးပဲဖြစ်ပါတယ်နော်ဒီ dot play လေးကိုအခုဖုန်းလေးထဲမှာထည့်ပြီးတော့မထည့်ရသေးဘူးဆိုရင်ဖုန်းလေးထဲကိုမြန်လေးထည့်ပြီးမြန်လေးဖွင့်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်ဝင်ငွေချတဲ့ ID ကုတ်လေးကိုရအောင်လုပ်ပါနော်အဲ့ဒီ ID ကုတ်လေးရပြီဆိုလို့ချင်းကိုယ့်အတွက် commission ကားတွေဈေးရောက်စရာမလိုပဲနဲ့အမြတ်ဝင်ငွေတွေအများကြီးနေ့တိုင်းဝင်နေပါမှာနော်အဲ့ဒါကြောင့်မလို့ဒီ dot play လေးကိုယုံကြည်စိတ်ဆသာနဲ့ဆွဲပါနော်အားလုံးပဲပြောချင်တာကတော့ထိုင်းနိုင်ငံမှာနေရတာတွေကတနေ့လှုပ်စားကနေတနေ့ကို300နဲ့ဆိုတော့ဘာမှလှုပ်စားလို့မရဘူးအဲ့ဒီ dot play လေးကတနေ့ကို1000ဆိုလည်းဟုတ်တယ်3000ဆိုလည်းဟုတ်တယ်ကိုစူးစမ်းရင်စူးစမ်းတလောက်ရမှာပါချင်းအဲ့ဒါကြောင့်မလို့ဒီ dot play လေးကိုဆွဲပါနော်ဆွဲပြီးတော့ဖွင့်ခါလည်းဘာမှမပေးရအောင်နော် free ဆို free ကိုကလုပ်ငန်းတစ်ခုလုပ်ရှင်တယ်ဆိုလို့အရင်နေ့မချစ်ဘူးဆိုရင်လည်းအရင်နေ့ကချားရအောင်မလေးဟုတ်တယ်ဟာလားအားကြောင့်မို့အရင်နေ့မချားနိုင်တဲ့သူတွေဘာမှမလုပ်နိုင်တဲ့သူတွေပေါ့အခုကလေးမေတွေဆိုလည်းရပါတယ်ချင်းကလေးမေတွေဆိုအိမ်မှာ1နာရီ2နာရီလောက်အချိန်လေးပေးရုံနဲ့တင်ပဲအဲ့ဒီ dot play လေးကနေ့တိုင်းကိုID ကုတ်ရပြီဆိုနေ့တိုင်းဝင်ငွေလေးကနေ့တိုင်းရနေပါပြီနော်အဲ့ဒါကြောင့်မလို့ဘာမှလေဘူးလည်းမပင်မစိတ်လည်းမပင်မဘာမှဈေးလည်းမရောင်းရဘူးခု TikTok short ဆိုလို့ချင်းကိုကဈေးရောင်းရသေးတယ်ဟုတ်တယ်ဟာလားပြောရသေးတယ်အားပေါအောင်ဒါအားပေါအောင်လည်းမပြောရဘူးအခုပြောမယ်ဆိုလို့ချင်းအဲ့ဒီဟာလေးကိုဖုန်းထဲမှာထည့်ပြီးတော့ဘယ်လိုပြောမလဲဆိုတော့အခုကိုဖုန်းထဲမှာဖွင့်ပြီးသွားပြီဆိုလို့ချင်းဟိုးဆိုင်ကသူ့မသူရောင်းနေပြီလားပစ္စည်းကရောင်းနေပြီတဲ့အတွက်ကြောင့်မလို့အဲ့ဒီ commission ကအမြဲလို့ကိုထဲကိုဝင်တဲ့အတိုင်းပဲ ID ကုတ်လေးတော့ရရမှာပေါ့ချင်းအဲ့ဒါကြောင့်မို့မဖွင့်တတ်ဘူးဆိုလို့ချင်းအခုညီမ Facebook account လေးနဲ့မှာလာယူပြီးတော့ဖွင့်လို့ရပါတယ်နော်မဖွင့်တတ်ဘူးဆိုရင်လည်းဖွင့်ခိုင်းလို့ရပါတယ်ရှင်ညီမကတော့ကိုပိုင် ID ကုတ်ရပြီးအတွက်ကြောင့်မလို့အကုန်လုံးဖွင့်ပေးမယ်ဆိုတော့ free ပါနော်အားလုံးပဲကျေးဇူးတင်ပါ